CEO ရဲ့ဇနီးတီဟာအိမ်ကိုပထမဆုံးအကြိမ်ရောက်လာခဲ့တာပါဒါပေမဲ့သူမကိုအားတင်စေတာကအိမ်ဖော်တွေဟာသူမကိုမြင်မြင်ချင်းပဲလှောင်ပြောင်ကြတာပါပဲသူမလိုဆင်းရဲတဲ့သူမျိုးဟာ CEO ရဲ့ဖက်နှက်ကျိုးကိုချီးပေးဖို့တောင်မတန်ဘူးဒါကမှအရေးဆုံးပြီးယူရဲတယ်ဆိုပြီးပြောဆိုခဲ့ကြပါတယ်ဒါပေမဲ့အပေါ်ထက်ကနေကြည့်နေပြီးဇနီးတွေကိုအလွန်လိုက်လို့နဲ့ CEO ကိုယ်တိုင်ကဒီမြင်ကွင်းကိုမြင်နေရမှန်းသူတို့မသိခဲ့ကြပါဘူးသူကအောက်ဆင်းပြီးအိမ်ဖော်တွေကိုပညာပေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲမိန်းကလေးကတီတီငင်ငင်နဲ့ပဲစိတ်မရှိပါနဲ့မင်းတို့ပြောတာတွေကငါ့ကိုဘာမှမလုပ်နိုင်ဘူးဘာလို့လဲဆိုတော့ငါကခွေးယူပြန်ကာကွယ်ဆေးထိုးထားပြီးသားမို့လို့ဆိုပြီးပြန်ပတ်လိုက်ပါတယ်အဲ့ဒီအခါအိမ်ဖော်ကဒေါသကြီးနဲ့နင်ကဘသူ့ကိုခွေးလို့ပြောနေတာလဲလို့အော်ပါတော့တယ်မိန်းကလေးကလည်းအေးစစ်စစ်ပဲဘသူကစိတ်တူနေလဲအဲ့ဒီလူကိုပဲခွေးလို့ပြောတာပေါ့လို့ပြန်ပြောလိုက်ပါတယ်အိမ်ဖော်ကသူမကိုရိုက်ဖို့လက်ရွယ်လိုက်တဲ့အချိန်မှာပဲ CEO ကသူ့လက်ထောက်ကိုချက်ချင်းအမိန့်ပေးပြီးမိန်းကလေးကိုအပေါ်ထက်ကိုခေါ်သွားခိုင်းလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအိမ်ဖော်ဟာရင်ထဲမှာအညိုတေးထားသွားတယ်ဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူးနောက်တစ်နေ့မနက်စာစားတဲ့အချိန်မှာ CEO ဟာတခုခုတော့မှားနေပြီလို့အာရုံရလိုက်တယ်ဒါနဲ့ပဲသူ့လက်ထောက်ကိုအထူးပြုလုပ်ထားတဲ့ငွေတူတစ်စုံကိုယူခိုင်းပြီးမိန်းကလေးကိုပေးလိုက်ပါတယ်အားလုံးအော်သွားတာကတော့သူမကအဲ့ဒီတူနဲ့ဖြော်ရည်တဲ့ကိုနှက်လိုက်တဲ့ခဏမှာပဲဒုထိပ်ဖြားကချက်ချင်းဆိုတယ်လို့မဲသွားခဲ့တာပါပဲဒါကိုမြင်လိုက်ရတဲ့မိန်းကလေးလည်းထိတ်လန့်သွားပါတယ်အဲ့ဒီချိန်မှာတော့ CEO ဟာအကြီးကျယ်ဒေါသထွက်သွားပါပြီသူအမျက်နှိုးဆုံးမိန်းကလေးကိုတစုံတစ်ယောက်ကနှိပ်စက်တာကိုသူဘလို့မှသိမခံနိုင်ပါဘူးဒါနဲ့ပဲအဲ့ဒီလူကိုထိုက်တန်တဲ့တံပိုးပြန်ပေးဆက်ခိုင်းမှုသူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲမိန်းကလေးကမင်းညကမက်ခဲ့တဲ့အိမ်မက်ထဲကမြင်ကွင်းတွေကိုတတိယသွားပါတယ်အဲ့ဒီအိမ်ဖော်ဟာသူ့ရဲ့ရန်သူတော်ကလွတ်လိုက်တဲ့သူရှိုတယောက်ဖြစ်နိုင်တယ်ဆိုတာကိုသိသွားပြီး CEO ကိုအမြန်တတိပေးလိုက်ပါတယ်သူမရဲ့အစီအစဉ်ပေါက်ကြားတော့မယ်ဆိုတာသိသွားတဲ့အိမ်ဖော်ဟာဓာတ်တစ်ချောင်းကိုဆွဲပြီး CEO စီကိုပြေးဝင်လာပါတော့တယ်ဒါပေမဲ့ CEO ကသူမကိုချက်ချင်းပဲမြေပြင်ပေါ်ကိုလဲကျသွားအောင်ကန်ချလိုက်ပါတော့တယ်